မင်းစော်နဲ့အမိုင်းနဲ့ပြိုင်ပြီဗျာပြိုင်ပြုတ်ပြီတယောက်စိတ်ခေါ်ပွဲပါနော်ကိုမိုင်းနဲ့ကိုမင်းစော်နဲ့စိတ်ခေါ်ပွဲပါစိတ်ခေါ်ပွဲဖြုတ်နေပါပြီကဲခွေးမှာဝါစားတယ်မင်းစော်စားပါပြီမင်းစော်ကြော်သွားပြီကိုမိုင်းတိုက်နေတယ်ဟိုနေအောင်ကျန်းနေပြီကဲမင်းစောကိုမိုင်းပြန်ကြော်ပြီကိုမိုင်းမင်းစောကြော်သွားပြီဟုတ်ပြီကဲခွေးမှာကိုမိုင်းပြန်ကြော်သွားပါပြီကဲမင်းစောနဲ့အမိုင်းကရှေ့ကဦးဆောင်နေတယ်ကဲမောင်မင်းစောကျန်နေခဲ့ပြီကဲကိုမိုင်းနဲ့ကိုမင်းစောနဲ့နှစ်ယောက်မောင်မိုင်းဦးဆောင်နေပါတယ်မောင်မိုင်းဦးဆောင်နေနေတော့ခွာလာခဲ့ပါပြီစိန်ခေါ်ပွဲကိုမိုင်းနည်းနည်းထားခဲ့ပြီမင်းစောဟုတ်ပြီကဲကိုမိုင်းနည်းနည်းခွာသွားပြီဖြုတ်နေပြီမောင်မိုင်းပြီးရမယ်လက်ချကြမယ်နော်လော်ဘီမောင်မိုင်းဦးဆောင်နေသေးဖြစ်ပါတယ်ကဲမောင်မင်းစောကြီးတော့လိုက်တယ်လဲပြီဗျာမင်းစောကြီးလဲပြီကဲမင်းစောမြတ်တော်ရဲ့ရောက်လာတာဖြစ်ပါတယ်ကဲအစီအခံနေတဲ့မင်းစောမြတ်တော်ရဲ့ရောက်လာပါတယ်ပြိုင်နေတဲ့မောင်မင်းစောမြတ်တော်ရဲ့ဝင်သွားပါတယ်ခင်ဗျာကဲဘင်းကတော့ဘာဖြစ်ပါဘူးတော်နေပါတယ်ဟိုမှာမင်းစောခြုံတိုးတယ်မျက်စားပြီမင်းစောမျက်စားပြီဟေးဒါအချင်းချင်းနေပေါ့နော်ပြိုင်တာပေါ့နော်ကဲကိုမိုင်းမောင်းလာပြီကိုမိုင်းဖြုတ်ထားမယ်ဟိုးမင်းစောဆွဲစားသွားပါပေါ့နော်ရှယ်ကောင်းတယ်ကိုမိုင်းကောင်းမဲမြင်ရကွာမြတ်တော်နဲ့တခါမောင်းတယ်ဒီဘက်ကျန်မယ်ကဲဟိုဘက်ကျန်မောင်းမတယ်မောင်မိုင်းနဲ့မောင်မင်းစောနဲ့ဖြုတ်လိုက်တာမောင်မိုင်းတော့စားသွားလိုက်ပါပြီမောင်မိုင်းကတော့အနိုင်ယူသွားပါတယ်အဲကြောင့်မောင်အောင်ကြကားပဲမောင်မင်းစောကြီးကမြတ်တော်နဲ့ဝင်သွားတော့မျိုးငယ်နဲ့ကြော်နဲ့អော်ပြီးတော့ပြေးတာမောင်မင်းစောမောက်ပြီဆိုပြီးတော့ပါပြီပြန်မောင်းရပါပြီနောက်တော့ပြန်မောက်သွားတဲ့ပြေးနေရပါတော့တော်ဆုံးပေးပါပြီမောင်မိုင်းနိုင်ပါပြီ